ရွှေမိုးပြည့်စုံလို့မြင်ရပါတယ်ရှင်ပရိကုံးမြို့မှာနေထိုင်ကြတဲ့မြို့သူမြို့သားတွေအားလုံးဒီသချင်းလေးနဲ့တူရွှေတွေငွေတွေပြည့်စုံကြပါသေးရှင်ပြီးနေကတော့ဒီကက်ပြီးနေတာကတော့ဒီဖြစ်တာခိတ္တရာစိတ်ကြည်တာဘွဲ့ရဲ့ပြင်နိုင်စံတရားပညာရှင်လေးကိုခိုးတော့ကြပဲဖြစ်ပါတယ်ရှင်
မြူပါနေကျလို့သူပါမူနေဒီဝါအော်မူနေဒီဝါရှောလို့ယူလေးတွေ့ချင်းလေခွေဆူဆာမင်းပေးတယ်ဒီနေ့တို့ကိုယူလိုက်ကျေးဇူးတင်ပါတယ်ရှင်လက်ကုပ်